မိသားစု၃ယောက်ထမင်းစားနေတဲ့အချိန်ရုတ်တရက်မိခင်ဖြစ်သူကပူလောင်လာပြီးနေမြတ်ဖြစ်ကြောင်းခင်မင်းဖြစ်သူကိုပြောပေမဲ့ခင်မင်းဖြစ်သူကစိတ်အေးထားဖို့ပြောပါတယ်။ဒါပေမဲ့ခဏကြာမှတော့မိမဖြစ်သူရဲ့လက်ထဲကနေတန်ဆိုးတွေကထွက်လာပါတယ်။အဲ့ဒါနဲ့ပဲမျက်လုံးထဲကနေပါတန်မူတွေထွက်လာတာကိုမြင်တဲ့သမီးလေးကကြောက်လန့်နေကြအော်နေတဲ့အချိန်မှာဖခင်ကသမီးလေးကိုခေါ်ကအခန်းထဲကိုတွားထည့်ခဲ့ပါတယ်။ဖခင်ဖြစ်သူကသမီးလေးကိုအပြင်ကဘာတန်နေပါကြဘာအော်တန်နေပဲကြအပြင်ကိုမထွက်လာဖို့အတွက်သမီးလေးကိုမှားပြီးအခန်းထဲကနေထွက်သွားခဲ့ပါတယ်။ရုတ်တရက်ခဏကြာမှတော့ဖခင်ဖြစ်သူရဲ့နာကျင်သောအုံလာတန်ကိုကြားလိုက်ရတဲ့သမီးလေးကတော့အရန်ကိုတုန်လှုပ်သွားပြီးတကားပေါက်နာကိုချောင်းကြည့်ကရုတ်တရက်အမေဖြစ်သူရဲ့ကြောက်စရာကောင်းတဲ့ပုံရိပ်ကိုမြင်လိုက်တာကြောင့်သမီးဖြစ်သူကကြောက်လန့်တကြားနဲ့ငိုကြွေးနေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ရဲတွေရောက်လာပြီးဂျူလီကိုကယ်ထုတ်နိုင်ခဲ့ပေမဲ့သူမရဲ့မိဘနှစ်ပါးစလုံးတေဆုံးသွားတဲ့ကိုမြင်တွေ့ခဲ့ရတဲ့ဂျူလီယာအရန်ကိုကြေခွဲသွားပြီးအာဃာတအညိုးတွေရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမ်ဘာဆိုတဲ့အမျိုးသမီးကကလေးတစ်ယောက်နဲ့ရောက်လာခဲ့ပြီးတေဆုံးသွားတဲ့လူဟာသူ့ရဲ့ခင်မွန်းဖြစ်ကြောင်းနဲ့ဂျူလီဟာမိစ္ဆာတကောင်ဖြစ်ကြောင်းလို့လည်းအော်ဆိုဆဲဆိုခဲ့ပါတယ်။အနှစ်20ကြာပြီးရဲ့နောက်မှာတော့ဂျူလီယာအာမာတို့မိသားစုမှာအစီကံတယောက်လိုနေထိုင်ခဲ့ရပါတယ်။အာမသမီးတွေဖြစ်တဲ့လာလာသမီးယောက်ျားရိုဒီနဲ့မြီးတွေဖြစ်တဲ့တီကာနဲ့ဒင်းတို့နဲ့အတူနေထိုင်ခဲ့ရတာပါ။အာမာကတော့ဂျူလီကိုအမြဲတမ်းနှိပ်စက်နေသေးပြီးတစ်ဖက်မှာကလည်းတီကာကဗလီမာအာကုသိုလ်နဲ့ကုသိုလ်တွေအကြောင်းကိုမှတ်တမ်းတင်တဲ့စာအုပ်တွေအကြောင်းကိုတရားနာနေခဲ့ရပါတယ်။ညတညရဲ့အိမ်ပြန်လမ်းမှာတီကာတို့တငယ်ချင်းတစုဟာတဲ6တယ်လို့နမန်ကြီးတဲ့အိမ်ရှိကိုရောက်တာနဲ့ကြောက်လန့်တကြားနဲ့ဖက်နှက်ကိုချွတ်ပြီးအပြေးလွှားပြေးခဲ့ကြရပါတယ်။အိမ်မှာနေတဲ့ဒင်းကတော့ဝိညာဉ်တွေခေါ်တဲ့မန်တန်တွေကိုစမ်းသပ်လေ့လာနေခဲ့ပါတယ်။ဂျူလီကအာမာကိုရေချိုးပေးဖို့အခန်းထဲဝင်လာတဲ့ချိန်မှာဒင်းကဂျူလီကိုလူတွေနဲ့စကားပြောချင်လားလို့မေးခဲ့ပေမဲ့ဂျူလီကတော့မိဘတွေကိုငငယ်ကလွမ်းတဲ့ချိန်တုန်းကတခါစမ်းမှုတယ်လို့ပြန်ပြေခဲ့ပါတယ်။အဲ့ဒီချိန်မှာအာမာဟာရုတ်တရက်အသက်ရှူကျက်လာပြီးဂျူလီကအောက်ဆီဂျင်ပေးဖို့ကြိုးစားခဲ့ပေမဲ့အာမာကငင်းဆန်ခဲ့ပြီးသွေးတွေပက်ပက်အန်နေတာတောင်ဂျူလီကိုအတွင်းဆဲခေါ်ပြီးနေမိဘတွေကတေးသေးနေလို့ပြောပြီးချက်ချင်းဆိုသလိုအနှိမ့်စာသဘောနဲ့ကိစ္စမလျှော်သေးပဲပါဆက်သေးကနေသွေးတွေပက်ပက်အန်ပြီးတော့ခဏအကြာမှာပဲအာမာဟာတေဆုံးသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့တေဆုံးသွားတဲ့အာမာရဲ့ရုပ်အလောင်းကိုပြင်ဆင်ပြီးမိသားစုဝင်တွေကနောက်အစိုးအနေနဲ့နှုတ်ဆက်ခဲ့ရပါတယ်။သမီးဖြစ်သူကအမ်ဘာရဲ့ပါးကိုနမ်းလိုက်ချွေးမကနမ်းလိုက်မီးကနမ်းလိုက်နဲ့နောက်ဆုံးမှာတော့ဂျူလီရဲ့အလဲကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဂျူလီယာအမ်ဘာရဲ့ပါးကိုနမ်းကန်နေတဲ့ချိန်မှာရုတ်တရက်ဆိုသလိုအလောင်းကမျက်လုံးပွင့်လာပြီးနင်သေလိုက်တော့လို့ပြောရတဲ့အတွက်ကြောင့်ဂျူလီယာရုတ်တရက်လန့်ပြီးအော်မိတာကိုလာလာကငါတို့အမေကိုလည်းနင်တက်တယ်ငါတို့အမေသေးတာကိုနင်ပြောနေတယ်ဆိုပြီးတော့ဝမ်းနဲ့ကြေခွဲစာနဲ့ဂျူလီရဲ့ပါးကိုအစိတ်မွာဖြစ်အောင်ရိုက်ပစ်လိုက်ပါတယ်။အာသုဘကိစ္စတွေပြီးသွားတဲ့နောက်တစ်နေ့မှာတော့ဂျူလီယာလာလာတို့မိသားစုရဲ့ပြောဆိုခြင်းနဲ့ဆဲဆိုခြင်းနဲ့ကဲ့ရဲ့ခြင်းနဲ့ပါးရဲ့ခြင်းတွေနဲ့အတူငါတို့အမေကိုနင်းတက်တာလို့ပြောဆိုခြင်းတွေပါခံခဲ့ရတာကိုသီးမခံနိုင်တဲ့ဂျူလီတယောက်ကတော့နောက်ဆုံးမှာတော့လာလာတို့မိသားစုကိုမချေနှက်တော့တဲ့ဂျူလီတယောက်ကတော့နောက်ဆုံးမှာတော့မိသားစုတစ်ခုလုံးကိုတတ်ဖို့အတွက်ကြံစီနေပါတော့တယ်။အဲဒီခါမှာတော့ရိုရိုရဲ့အကူအညီနဲ့တူဟောက်လန်းဆရာရှိကိုဂျူလီကရောက်ရှိသွားခဲ့ပါတယ်။ဓပုံတွေကမိသားစုတစ်ခုလုံးကိုတတ်ချင်နေတဲ့ဂျူလီကတော့အောက်လန်းဆရာကတော့မိသားစုတစ်ခုလုံးကိုတတ်ချင်တယ်ဆိုလို့ရှိရင်ရက်40မပြည့်သေးတဲ့အလောင်းတစ်ခုကိုရမှသာအစီအင်းလုံးလုံးရမယ်လို့အောက်လန်းဆရာကပြောပါတယ်။ဒါပေမဲ့အာမာသေးတာရက်40မပြည့်သေးကြောင်းဆရာကိုပြန်ပြောလိုက်ပါတယ်။အလောင်းကိုတူးဖော်ဖို့အတွက်ဆရာကအစီအင်းလုပ်ပေးပြီးတော့ဂျူလီကိုအလောင်းကိုတူးဖော်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့အလောင်းကိုရောက်ရှိတဲ့ချိန်မှာတော့တက်ချင်တဲ့လူကိုယ်တိုင်ကပဲဂါရာတွေအစီအင်းတွေမန်တန်တွေကိုလောက်ရလိမ့်မယ်လို့ဆရာကပြောတဲ့အတွက်ကြောင့်ဂျူလီကိုယ်တိုင်ကပဲအစီအင်းတွေဂါရာတွေမန်တန်တွေကိုရေးဆွဲပြီးအမာရဲ့ရုပ်အလောင်းကိုပါဇက်လေးကိုဖွင့်ကအစီအင်းတွေအင်းချက်တွေအကုန်လုံးကိုရုပ်အလောင်းလေးကိုထည့်ရတဲ့ချိန်မှာပဲရုပ်အလောင်းဟာအစီအင်းမှန်တွေကြောင့်ချက်ချင်းပဲအသက်ဝင်လာခဲ့ပါတယ်။ညရောက်လို့တီကာဖျားရှိကုန်နေတော့မှမီးလုံးတွေမှိတ်တော့ဖြစ်ပြီးပြတင်းမောက်မှန်တွေကွဲကအင်းဆက်ဘိုးကောင်တွေအိမ်ထဲကိုဝင်လာခဲ့ပါတယ်။မိသားစုတပုံတွေလည်းအောက်ကိုပြုတ်ကြပြီးတော့အတန်ကြားလို့တီကာကထားကြည့်တဲ့ချိန်မှာပဲခြေထောက်ကိုမှန်ခွဲသားဆူးသွားပါတယ်။ဒါပေမဲ့လည်းအမ်ဘာရဲ့အခန်းထဲကအတန်ကိုကြားတဲ့ကြောင့်တကားကိုဝင်ဖွင့်လိုက်တဲ့အချိန်မှာပဲအမ်ဘာရဲ့ရုပ်အလောင်းကိုမြင်ပြီးလန့်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မိုးရင်းတဲ့ခါမှာတော့မိခင်ဖြစ်သူလာလာကိုညကမြင်တွေ့ခဲ့ကြောင်းပြောပေမဲ့မိခင်ဖြစ်သူကစိတ်ထဲမှာထင်နေတယ်လို့ပြန်ပြောခဲ့ပါတယ်။တီကာရဲ့အတွေးပုံရိပ်တွေထဲမှာသူတို့မိသားစုအကုန်လုံးဟာပေးတန်ရဲရဲနဲ့ရဲရဲဆက်ဆက်တည်ထားတာကိုမြင်တွေ့ရလို့အံ့ဩစွာကြောက်လန့်ပြီးအော်နေတဲ့ချိန်မှာပဲရုတ်တရက်မျက်လုံးဖွင့်နေတဲ့ချိန်မှာမိသားစုအကုန်လုံးဝုတ်ပြူနေတာကိုသိသွားပြီးဒါဟာအတွေ့အကြုံသာလို့ထင်သွားခဲ့ပါတယ်
အိမ်မှာတယောက်တည်းကြံခဲ့တဲ့ဒင်းကလည်းဝိညာဉ်နဲ့စကားပြောနေတာကြောင့်မန်တန်တွေကိုအစွမ်းကုန်လေးလာနေပါတယ်မိသားစုကိုမကျေနပ်တဲ့ရူဒီကလည်းတစ်ဖက်မှာဒင်းကိုအသေးသက်ဖို့အတွက်အစီရင်တွေဂါရာတွေကိုမန်တန်တွေကိုမန်းမှုပြီးဒင်းကိုတတ်ဖို့အတွက်အစီရင်တွေချနေပါတော့တယ်အစီရင်တွေအောင်မြင်သွားပြီးတဲ့နောက်မှာတော့ဒင်းဟာလည်းမန်တန်တွေယူရတဲ့အချိန်မှာမကောင်းဆိုးကဒင်းရဲ့ခန္ဓာကိုယ်ရဲ့ခေါင်းတွေပွဲအောင်တိုင်တဲ့နေရန်တွေကိုစောက်ကနောက်ဆုံးမှာတော့အော်တန်ကြားတဲ့အတွက်ကြောင့်တီကာကအခန်းထဲကိုဝင်ကြည့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒင်းဟာတေဆုံးသွားခဲ့ပါတယ်။မောင်လေးအခုလုံးတေဆုံးသွားတာဟာရိုးရိုးသားသားတေသွားတာမဟုတ်ပဲအောက်လန်တစ်ခုခုနဲ့ပြူစားပြီးတေဆုံးရတာလို့ဦးလေးဖြစ်သူကိုပြောပြနေပေမဲ့လည်းဦးလေးဖြစ်သူကအယုံကြည်မရှိပဲလက်မခံပဲဖြစ်နေပါတယ်။ဘာဖြစ်လို့အခုလိုတေရတာလဲဆိုရင်နင်းမောင်လေးဟာအောက်လန်မှန်တန်နေအထက်လန်မှန်တန်တွေကိုယူတူပြီးလေးလာနေတဲ့သူတယောက်ဖြစ်ပြီးစိတ်လူပြီးတေသွားတာလို့ပြောပြီးနားချခဲ့ပါတယ်။ညရောက်လို့တီကာတယောက်ဖျားကိုပြုတ်ချိန်ထူးထူးဆန်းဆန်းအတန်တွေကိုကြားနေရပါတယ်။မနက်မိုးလင်းလို့လာလာတို့လင်မယားရန်ဖြစ်နေချိန်အိမ်တော်ကြီးကိုဖျက်ဆီးဖို့စဉ်းစားနေတဲ့ဂျူလီတယောက်ကတော့လာလာရဲ့ခင်မိုးယောက်ျားကိုဂယူးဆိုင်မှုတွေကျင်နာမှုတွေနဲ့စတင်ပြီးဖျားရောက်နေပါတော့တယ်။လာလာရဲ့ခင်မိုးယောက်ျားသူ့အပေါ်မှာစိတ်ပါမပါသိချင်တာကြောင့်လာလာရဲ့မျက်စိရှိမှတင်ပလင်းကူတွေကိုပစ်ချကစမ်းသပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဂျူလီထင်ထားတဲ့အတိုင်းပါပဲလာလာကလာပြောနေတဲ့အချိန်မှာသူ့ရဲ့ယောက်ျားကဒီလိုမပြောမဆိုဖို့အတွက်လာပြီးတော့ကန့်ကောက်ခဲ့ပါတယ်။အဲ့ဒါနဲ့ပဲလင်မယားနှစ်ယောက်စကားများရကနေနင်ကယူနေတာ तू ကမယူဘူးလို့ဆိုပြီးဂျူလီဘက်ကနေကာကွယ်ပြီးတော့အခိုင်အမာယက်တီပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဂျူလီကသူဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားပြီးဒီအိမ်တော်ရေးကိုလုံးဝဖျက်ဆီးမှဖြစ်ပါတယ်။နောက်တစ်နေ့အိမ်မှာဘယ်သူမှမရှိတဲ့ချိန်ဂျူလီနဲ့လာလာတို့ယောက်ျားတို့ဟာတယောက်ကိုတယောက်ချစ်ကြိုက်ပြီးတော့တယောက်နဲ့တယောက်ခင်မင်မှုတွေပို့တိုးလာပြီးချစ်ရလူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကိစ္စတွေပြီးသွားပြီးတဲ့နောက်မှာဂျူလီကသူဖြစ်ချင်တာတွေပြောပေမဲ့လည်းဒါပေမဲ့လာလာရဲ့ယောက်ျားကတော့လုံးဝခွင့်မပြုပဲပြောခဲ့တာကြောင့်စိတ်တူပြီးအခန်းထဲကထွက်တဲ့အချိန်မှာသူ့ရဲ့သမီးတီကာကမြင်သွားပြီးဂျူလီနဲ့ဖောက်ပြန်နေတာကိုမြင်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ဖခင်ကတော့ဒုကိစ္စတွေကိုသူ့အမေဖြစ်တဲ့လာလာကိုမပြောဖို့အတွက်သူ့သမီးကိုကြိုတင်ပြောဆိုခဲ့ပါတယ်။အဲ့ဒီညတီကာဝတ်ပြုတ်နေတဲ့အချိန်စိတ်ထဲမှာတစ်ခုခုခံစားနေရပြီးနောက်မှတယောက်ယောက်ရှိရလို့ခံစားနေတဲ့အချိန်နောက်ကိုလှည့်ကြည့်ခဲ့ပေမဲ့တယောက်မှမရှိခဲ့ပါဘူး။ဒါပေမဲ့အရှိကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့တမိသားစုလုံးကိုတတ်ဖို့ကြံစည်နေတဲ့ဂျူလီကတော့ဒီတခါမှာတော့အမ်ဘာရဲ့ရုပ်အလောင်းကိုအသုံးပြုခါလာလာရဲ့ယောက်ျားကိုအဆုံးသတ်မှာဖြစ်ပါတယ်။ဒါပေမဲ့သူအစီရင်ခံနေလုံးနေတော့မှပဲမင်းကြီးတဲ့အချိန်မှာပဲရုတ်တရက်အမ်ဘာရဲ့အလောင်းကကုန်းထလာတာကိုမြင်တဲ့အတွက်ကြောင့်ကြည်ရတဲ့အချိန်မှာပဲဒါပေမဲ့အမှန်တကယ်မဟုတ်ခဲ့ပါဘူး။အစီရင်နေအောင်မြင်ပြီးတဲ့နောက်မှာတော့လာလာရဲ့ယောက်ျားဟာစတင်ပြီးတော့မိစ္ဆာရဲ့ဆုပ်ယူခြင်းတွေကိုခံနေရပါတယ်။ပါဇက်ကနေတွေးရအမ်ပြီးနောက်ဆုံးမှာတော့မျက်လုံးတွေကိုနှိုက်ထုတ်ပြီးတော့မိန်းမဖြစ်သူကယောက်ျားဖြစ်သူရဲ့အော်တန်ကြားတဲ့အတွက်ကြောင့်လာကြည့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ယောက်ျားဖြစ်သူကတေဆုံးသွားခဲ့ရပြီပဲဖြစ်ပါတယ်။နောက်ညမှာတော့တီကာဟာဝတ်ပြုတ်နေတဲ့အချိန်သူ့ဘေးကိုကြည့်ရတဲ့အချိန်မကောင်းဆိုးဝါးတွေကိုမြင်လဲလို့အော်လဲတဲ့ချိန်မှာပဲမကောင်းဆိုးဝါးတွေကသူ့ခြေထောက်ကိုဆွဲပြီးမိမျိုးခဲ့ပါတယ်။အဲ့ဒါကိုကြောက်လန့်ပြီးအော်ခဲ့ပေမဲ့ဒါပေမဲ့သူ့ရဲ့အတွေ့အကြုံသာဖြစ်နေပါတယ်။သူ့ရဲ့မိခင်ဖြစ်တဲ့လာလာကိုဒီအဖြစ်အပျက်တွေပြောပြခဲ့ပေမဲ့သူ့မိခင်ဟာတဖြည်းဖြည်းနဲ့ယုံကြည်လာခဲ့ပါတယ်။ဒါတွေအားလုံးဟာဂျူလီရဲ့လက်ချက်ဆိုတာကိုသိလာခဲ့ပါတယ်။ဂျူလီရဲ့အခန်းထဲကိုဝင်ကြည့်သွားတဲ့ချိန်မှာတော့အစီရင်တွေအစီအမံတွေလှုပ်ထားတာကိုတွေ့သွားပြီးဂျူလီနဲ့လာလာလို့နှစ်ယောက်သားရန်ဖြစ်စကားများခဲ့ကြပါတယ်။အဲဒါကြောင့်လာလာဟာဂျူလီကိုအိမ်ထဲမှာမထားဘဲအိမ်ပေါ်ကနေနှင်ချခဲ့ပါတယ်။ဂျူလီလာနေတဲ့အချိန်မှာပဲယိုယိုနဲ့လာလာစကားပြောနေတာကိုတွေ့သွားပြီးဂျူလီကဘာကိစ္စနဲ့လာသွားတယ်လို့မေးတဲ့အခါနင်းကိုတတ်ဖို့အတွက်လာပြောသွားတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဂျူလီရဲ့ပြီးတဲ့ပတ်စံကိုလက်မခံပဲယိုယိုကထွက်သွားခဲ့ပါတယ်။အဲဒီကိစ္စနဲ့မကျေနပ်တော့ပဲဂျူလီကယိုယိုကိုတတ်ဖို့အတွက်နောက်ထပ်အစီအမံတွေအစီအရင်တွေတခုထပ်မံပြီးလုပ်ခဲ့ပါတယ်။ယိုယိုဟာစိုင်သိန်းတို့တကားပေးတဲ့ချိန်မှာမထင်မဲ့ပဲတကားကရုတ်တရက်ပွင့်သွားတာကြောင့်အထဲမှာပါရှိတဲ့ဝင်ကြည့်တဲ့ချိန်မှာပဲတကားဟာချက်ချင်းပဲပိတ်သွားခဲ့ပါတယ်။ဒါပေမဲ့ခဏကြာမှတော့ရုတ်တရက်ဆိုသလိုအတန်တွေထွက်ပေါ်လာခဲ့ပါတယ်။အဒီတန်တွေကြောင့်လိုက်ကြည့်တဲ့ချိန်မှာပဲမကောင်းဆိုးဟာပြုံးကနန်းပေါ်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲဂျူလီအစီအရင်တွေလှုပ်ထားတဲ့ပိုးကောင်တွေဟာယိုယိုရဲ့ခန္ဓာကိုယ်မှာကတ်တွေပြီးတော့ဘလို့မှခွာမရပြုံးမရဖြစ်ခဲ့ပါတယ်။အဲဒီချိန်မှာလုံးမြောက်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့တကားကလုံးဝဖွင့်မရခဲ့ပါဘူး။သူထွက်တဲ့အချိန်မှာလည်းထွက်ပေမဲ့လည်းတကားကဖိထားတဲ့ကြောင့်အမြင့်ကနေဆောက်ဆောက်ပြီးသူ့ရဲ့ခေါင်းကိုခြေခွဲအောင်ရိုက်နှက်တတ်ခဲ့ပါတယ်။နောက်နေ့ရဲရရှိတွေလာရောက်စစ်ဆေးနေတဲ့အချိန်မှာပဲလာလာကရောက်ရှိလာပြီးသူခိုင်းရတဲ့လူကိုပါဂျူလီကတက်ပစ်လိုက်တယ်ဆိုတာကိုသိလျက်တော့ရုတ်တရက်ပဲမေ့လဲသွားခဲ့ပါတယ်။ဂျူလီရဲ့နောက်တစ်ခါပြင်မှတ်ကတော့တီကာဖြစ်ပြီးအမ်ဘာရဲ့အလောင်းနဲ့တူအကောင်ဆုံးအစီအနီပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အစီအနီပြီးတဲ့ချိန်မှာပဲ
တီကာဟာသူတို့မိသားစုကိုဓာတ်ပုံကိုကြည့်နေတဲ့အချိန်မှာပဲခေါင်မိုးကအလိုလိုပွင့်ထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့ပဲရုတ်တရက်ဆူဆူမီးတွေကလည်းပြတ်သွားတဲ့အချိန်မှာတီကာဟာကြောက်လန့်ပြီးတော့ရှောက်သွားနေခဲ့ပါတယ်ဒါပေမဲ့ဓမီတလက်ကိုဆွဲခံပြီးအတန်ကြားရဲ့အရက်ကိုလိုက်ကြည့်တဲ့အချိန်မှာပဲဂရင်အောက်ကနေလက်တစ်ဖက်ကဗကန်ကိုဆွဲယူပြီးစားတောင်းနေတာကိုဓမီတလက်နဲ့ငိုကြည့်ရတဲ့အချိန်မှာတော့တီကာဟာတဲမလက်ကနေလွတ်အောင်ထွက်ပြေးခဲ့ပေမဲ့ဒါပေမဲ့တဲမရဲ့အာယုံစူးစိုက်မှုကြောင့်တီကာဟာတဲမလက်ကနေမလွတ်ခဲ့ပါဘူးအဲ့ဒါနဲ့ပဲတဲမကတီကာကိုလေပင်းညှစ်တက်မဲ့အချိန်မှာပဲနောက်ကနေဆီယာတယောက်ကရောက်လာပြီးတီကာရဲ့အသက်ကိုကယ်နိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းတီကာဟာသူ့အမေရဲ့ရုပ်ကလပ်ရှိနေသေးတယ်ဆိုတော့ကိုသိသွားတဲ့နောက်မှာတော့သူ့အမေရှိတဲ့နေရာကိုမရရအောင်လိုက်ရှာခဲ့ပါတယ်အဲ့ဒါနဲ့ပဲနောက်ဆုံးမှာတော့သူ့အမေရဲ့ရုပ်အလောင်းကိုတွေ့ရှိသွားခဲ့ပါတယ်